မြင့်မို့လို့ကံမကောင်းပဲနိုင်ငံခြားလိညာစာပေတွေလောက်တဲ့ပြိုင်ပွဲမှာဘဝပေးလိုက်ရမှုတဲ့အလားမဲဟောင်းမြင့်မြတ်နို့ Miss Kansmo မှာမြန်မာအလားမဲမြင့်မြတ်မှုက Top 5 ဝင်သွားလို့ပွဲစုနေကြချိန်မှာပဲမြန်မာပြည်သူလူထုကဖြစ်ရတစ်ခုကိုမေးထားကြပါတယ်။အဲ့ဒါကတော့စာပေတွေလက်ထဲကိုထိုးကျွေးခံလိုက်ရတဲ့မြင့်မြတ်နို့ရဲ့အကြောင်းပါပဲ။မြင့်မြတ်နို့ဟာဆိုရင်လည်း Crown သိမ်းခံထားရတဲ့ Miss တယောက်ပဲဖြစ်ပါတယ်။မြင့်မြတ်နို့ဟာ2014ခုနှစ်အတွက် National Director လာနုထွန်းရဲ့ Organization မှာအလားမဲဖြစ်ရွေးချယ်ခံခဲ့ရပြီးတောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ Miss Asia Pacific World အလားမဲပြိုင်ပွဲမှာပါဝင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာလည်း2014 Miss Asia Pacific World Super Talent တတော်ဖူကိုအရယူနိုင်ခဲ့ပြီးတော့မြန်မာကောင်ဆောင်မဲတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကြားဘူးနေကြပြဿနာလိုပဲ MD လာနုထွန်းနဲ့မြင့်မြတ်နို့ဟာကိုရီးယားမသွားခင်ကတည်းကစာချုပ်မချုပ်ထားကြပါဘူး။ပြီးတော့ကိုရီးယားကနေတတော်ဖူဆောင်ပြီးပြန်လာတဲ့အခါမြင့်မြတ်နို့က Organization နဲ့3နှစ်စာချုပ်ချုပ်ဖို့ညင်းပါတယ်။တကယ်ဆိုမြင့်မြတ်နို့ကိုမိခင် Organization ကထမ်းတင်ပေးခဲ့တာမို့အောင်မြင်မှုတွေရတဲ့အခါမြင့်မြတ်နို့ဘက်ကစာချုပ်နဲ့တကွအကျိုးမြတ်ပြန်ခွဲဝေပေးမှသာဒီဘက် Organization နေနဲ့လည်းခံတာမှာပါမြင့်မြတ်နို့ကစာချုပ်ချုပ်တဲ့အခါတင်းသွားတဲ့လာနုထွန်းကတော့မြင့်မြတ်နို့ကို Crown ပြန်သိမ်းမှုအတွက်ဟိုဘက်ကတောင်ကိုရီးယားနိုင်ငံ Asia Pacific World အဖွဲ့ကိုကြောင်းကြားခဲ့ပါတယ်ဒါအပြင်မြင့်မြတ်နို့နဲ့ပတ်သက်သမျှကိုသူတာဝန်မယူတော့ပါဘူးလို့မီဒီယာမှာထုတ်ပြောတဲ့အထိဖြစ်ကုန်ကြပါတယ်ဒါပေမဲ့တောင်ကိုရီးယားကတော့ Crown ပြန်မသိမ်းပါဘူးမြင့်မြတ်နို့ကိုသူတို့ကိုရီးယားနိုင်ငံစီကိုခေါ်ပါတယ်သူတို့တောင်ကိုရီးယားအဖွဲ့ကမြင့်မြတ်နို့ကိုအမှုပညာလမ်းကြောင်းမှာအောင်မြင်ဖို့အတွက်ဘုံမလှပသွားအောင်အားလုံးအကုန်ကြားခံပြီး surgery တွေတကိုယ်လုံးပြင်ပေးမယ်ဒါမှသာစီးပွားရေးလုပ်ငန်းရှင်တွေကြိုက်လာမယ်လို့ပြောဆိုခဲ့ပါတယ်ဆိုလိုချင်တာကတကိုယ်လုံးလှအောင် surgery ပြင်ခိုင်းပြီး sponsor ဘေးတွေနဲ့အတူအိတ်ခိုင်းတာပါအဲ့ဒီ PR တွေအောက်မှာမြင့်မြတ်နို့ကလည်းရင်သားခွဲစိတ်မှုကိုစံနှမပါပဲပြုလုပ်ခဲ့ရပါတယ်အဲ့ဒီနောက်မှာလည်းမြင့်မြတ်နို့ကိုတောင်ကိုရီးယားမှာတယောက်တည်းနေခိုင်းခဲ့ပြီးသူ့အမေကိုအတင်းပြန်ခိုင်းပါတယ်ဒီတော့အချင်းတွေမဟန်မှန်းရမိသွားတဲ့မြင့်မြတ်နို့တို့သားမီးဟာလည်းမြန်မာပြည်ကိုပြန်ချလာခဲ့ပါတယ်။အဲဒီခါမှာတော့တောင်ကိုရီးယားဘက်ကအဖွဲ့ဟာမြင့်မြတ်နို့တို့သားမီးဟာသူတို့ရဲ့ဒေါ်လာ1 သန်းနဲ့တရဖူကိုသွားတာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒီကိစ္စဟာသတင်းချန်နယ်တွေမှာလည်းနာမည်ကြီးသွားခဲ့ပြီးတော့ဒီကမ္ဘာလုံးအာရုံစိုက်ကြတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။ဒီတော့မှအားလုံးအချို့မပြေတော့ဘူးကမ္ဘာတွေ့တော့တာပါပဲ။မြင့်မြတ်နို့ကအသက်16နှစ်တောင်မပြည့်သေးပဲနဲ့အလားမဲ့ပြိုင်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။လာနုထွန်းကလည်းဒါကိုတီတီကြီးနဲ့အသက်လိမ်ပြီးကိုရီးယားတီးပို့ခဲ့ပါတယ်။တောင်ကိုရီးယားဖွဲ့ကလည်းအသက်မပြည့်သေးမှန်တီတီကြီးနဲ့တရဖူဆောင်ပေးခဲ့ပြီးလိန်အမျက်ထုတ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ကဲတော့အဲ့ဒီတောင်ကိုရီးယား Miss Asia Pacific World ဟာရခိုင် Miss တွေကလေးကလိန်အကြမ်းဖက်မှုအာရမခိုင်းစေမှုတွေနဲ့နာမည်ပြရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကိစ္စရဲ့အဆုံးသတ်မှာအသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ဖြစ်တဲ့မင်းမြတ်နိုးသာနစ်နာခဲ့ရပြီးသတင်းစာရှင်းလင်းပွဲပေါင်းများစွာကိုပြုလုပ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့တောင်ကိုရီးယားရဲ့ Miss Asia Pacific World အဖွဲ့ကိုကမ္ဘာမီဒီယာလည်းမှပြန်လည်တောင်းပန်ခိုင်းခဲ့ပြီးမင်းမြတ်နိုးဟာသူရထားတဲ့တရဖူကိုပြန်လည်အနှံခဲ့ပါတယ်။ဒီလို organization နှစ်ပတ်လုံးနဲ့ပြဿနာတက်ပြီး Crown ပြန်အပ်ခဲ့ရတဲ့မင်းမြတ်နိုးဟာဆိုရင်အခုအခါမှာတော့နိုင်ငံတကာရုပ်ရှင်နဲ့ကြော်ညာတွေမှာပါဝင်ခဲ့ရတဲ့အထိအောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့် National Director မကောင်းရင်အလားမဲဟာစင်မောကနေမြောင်းတဲလဲရောက်သွားနိုင်တယ်ဆိုတော့မင်းမြတ်နိုးရဲ့ဖြစ်ကတက်သေးပြလို့နေပါတယ်။အခုလဲထူးအလွင်ကအလားမဲဖြစ်ခွင့်မဲ့လုံးနဲ့အသက်မပြည့်သေးတဲ့တဲဆုငိမ့်နဲ့မြင့်မြတ်မိုးတို့နှစ်ယောက်လုံးစင်မောဆွဲတင်ပေးထားတာမို့နောက်ပိုင်းမှာဘလို့ရှုပ်ရှင်နေဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ပြည်သက်ကြီးတို့ရောမြင့်မြတ်မိုး Top 5 ဝင်သွားတဲ့ကိစ္စအပေါ်ဘလို့ထင်ကြသလဲဆိုတာနဲ့ထူးအလွင်ကတကယ်ပဲသူ့ရဲ့တပြေးမလေးတွေပေါ်ယူသားမှုရှိရလားဆိုတာ comment မှာထင်တယ်လို့လေးရေးခဲ့ကြပါဦးနော်